ခံစားချက်နဲ့တိုက်ဆိုင်တဲ့တခြင်းလေးတစ်ပုဒ်ဆိုပေးချင်ပါတယ်ဒီတခြင်းကတော့လှည့်စားတတ်တဲ့သူတွေရဲ့လှည့်စားခံမှုတဲ့သူတွေအတွက်ပါနောက်ဆုံးလေးများစီတီမြစ်တတရားရငါပေါ်ထားနိုင်လားငါမျိုးလေးမိပါတယ်ငါယုံစားမိပါတယ်ငါပဲယူနေငယ်ရပြည့်ရှိသမျှငါပုံချလိုက်ပါတော့ဘယ်တော့မှလည်းမကြည့်နဲ့ပတ်တခုမှမငဲ့ရနဲ့